အားလုံးမင်္ဂလာပါခုပြောနေတာဒေါ်ကြီးဖြစ်ပါတယ်ဆရာကြီးနဲ့ဒေါ်ကြီးနဲ့ပေါင်းပြီးတော့လိန်စားနေပါတယ်လို့ပြောတဲ့လူတွေအတွက်ဆရာကြီးကိုဆရာကြီးခွင့်ပြုချက်ဆရာကြီးနဲ့တွေ့ဖို့ဆရာကြီးမှာခွင့်ပြုချက်တောင်းထားတယ်နော်အဲ့ဒါ12နာရီတွဲလောက်တော့ဆရာကြီးနဲ့ဥပဒေခါတွေ့လို့ရမယ်နော်အဲ့ဒီကြားလို့ရှိရင်ဒေါ်ကြီးကထပ်ပြီးတော့လိုက်ခွင့်ပေးပါအောင်မယ်ဘာလို့လဲဆိုတော့ဆရာကြီးနဲ့ဒေါ်ကြီးနဲ့ပေါင်းပြီးလိန်စားနေတယ်လို့ပြောလို့ဆရာကြီးကိုကျွန်မသွားကတော့မှာဟိုတယ်မှာဒီမှာဟိုတယ်တွေ့လားဟိုတယ်ဟိုမှာရှိမှာဟိုတယ်ကိုရောက်တော့မယ်ကျွန်မ12နာရီခွဲကိုဆရာကြီးနဲ့တွေ့ဖို့ပုံပြင်ထားရတယ်နော်အဲ့ကြရင်ဆရာကြီးခွင့်ပြုချက်ရရင်ကျွန်မပြန်ပြီးတော့လိုက်ထင်ပေးပါမယ်လို့ကျွန်မဟိုတယ်ရှိကိုဆင်းတော့မှာပါမရှိမှာဟိုတယ်နော်ဆရာကြီးနဲ့ကျွန်မဆရာကြီးကခွင့်ပြုချက်ပေးတဲ့အခါကျရင်ကျွန်မထပ်ပြီးတော့လိုက်လေးလွှင့်ပေးပါအောင်မယ်လို့ဆရာကြီးနဲ့တွေ့ဆုံပြီးတင်ပေးပါမယ်လို့နော်အခုကျွန်မဟိုတယ်ကိုဆင်းတော့မှာမလို့ပါလို့ဒီမှာဟိုတယ်ဆရာကြီးနဲ့ချိန်တာဒီဟိုတယ်ဒီโอเคမင်္ဂလာပါကျွန်မဆရာကြီးဦးကောင်းမြတ်အခန်းကိုရောက်တော့မှာပါနော်ဆရာကြီးဦးကောင်းမြတ်စီမှာကျွန်မခွင့်ပြုရတောင်းဒီဗီဒီယိုဖိုင်လေးကိုတင်ထားတာပါကြော်မသွားပါနဲ့ဆရာကြီးနဲ့တွေ့ဆုံတာလေးပါရိုက်တင်ပေးပါမယ်နော်ဟုတ်ကဲ့မင်္ဂလာပါဘူးလည်းတွေ့ကြည့်ပြီဆရာကြီးကောင်းမြတ်နဲ့တွေ့ချင်လို့ပါဘုကရင်ထားတယ်ဒီဟာကြီးပဲဟုတ်ကြီးဟုတ်ကဲ့ဟုတ်ကဲ့ဝင်ရပါနော်ဟုတ်ကဲ့ဘယ်လိုလဲမထင်ပါလားဟုတ်ကဲ့ပါမဒီဗီဒီယိုရိုက်ခွင့်ပေးရဆိုတာကဘယ်သူကရိုက်ခိုင်းလို့ရိုက်ခွင့်ရိုက်တာလဲပါဆရာကြီးကောင်းမြတ်စီခွင့်တောင်းဆရာကြီးကောင်းမြတ်စီမှာခွင့်တောင်းပါလေဟုတ်ကဲ့ပါဗျာဟုတ်ကဲ့မင်္ဂလာပါဆရာကြီးမင်္ဂလာပါဆရာကြီးဟုတ်ကဲ့ပါဒေါ်ကြီးသေးကဆရာကြီးနဲ့တွေ့ကြတယ်ဆိုလို့ဘုံကြီးချိတ်ထားတယ်ဆိုလို့ဟုတ်ကဲ့ဒေါ်ကြီးတို့မှာတနာရီပဲဘုံကြီးချိတ်ထားတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဒေါ်ကြီးအခုရောက်နေပါတယ်ဆရာကြီးဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဒေါ်ကြီးမှာရေးလို့မင်္ဂလာပါဒေါ်ကြီးဆရာမင်္ဂလာပါမင်္ဂလာပါဆရာဟုတ်လားနော်ဟုတ်ကဲ့ပါဆရာဆရာကိုသိချင်တာဆရာဒီမှာနေလို့အရင်ကပြတာဟုတ်ပြီဟုတ်ပြီဆရာကိုနားတော့တာဟုတ်ပြီကြောတာမလိုပါဘူးဆရာကမင်းတွေ့ကျင်တယ်ဆိုလို့အတော်တို့ဘက်ကနေတွေ့ကျင်တယ်ဆိုကျွန်တော်ကတွေ့ဆုံပွဲလေးလုပ်ပေးတာဟုတ်လားဆရာကလည်းတော့လည်းငွေကိုတော့ဆရာတို့လက်ထပ်ခံပေးတယ်နော်မလိုဘက်ကနေတော့ကြောတယ်ဆိုတာဆရာလုပ်ပြီးလို့လေဘာဆင်းရဲဘဝလေးကိုဒီနေ့ကနာလို့ရတယ်သူလည်းရှင်းပြီးစားနိုင်တုံးဆွဲနိုင်နေတဲ့အတွက်ဆရာရဲ့နားအောင်နားဖို့ဆရာတော့တော့ဟုတ်ပါပြီဘယ်လောက်ပဲဒေါ်ကြီးတို့ဘက်ကနေပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ဟုတ်လားအသိတော့လည်းကျွန်တော်တို့ကလက်သက်ခံပါပဲကျွန်တော်တို့ကဒေါ်ကြီးတို့ကိုကူညီပေးတယ်ဆိုတာကမြန်မာလူမျိုးကြီးချင်းအဆင်ပြေအောင်ဟုတ်လားပန်းလိုက်တစ်ခုကိုစောင်းလန်းနိုင်အောင်ဆရာကကူညီပေးတာဟုတ်ပြီရောရထားပါတော့ဒေါ်ကြီးကဒေါ်ကြီးလေးတော့ဆက်ရပါတော့ဟုတ်ကဲ့ဟုတ်ဒေါ်ကြီးအခုတောင်းလိုက်လေးတော့လားဆရာဟုတ်အေးလေးတော့ပါဆက်တယ်နော်အခုလိုက်ကိစ္စလေးပြောပါဦးကြောင်းလေးဆရာကိုပြေးနေတာလည်းပါတယ်နိုင်ပေါ်မှာဆရာနဲ့တကယ်ကိုညောဥပဒေပြီးတော့နေစားနေတယ်ဆိုတော့အဲ့ဒီတွေကလည်းထွက်နေတယ်ပြီးတော့ကျမတင်လိုက်တဲ့ဗီဒီယိုဖိုင်လေးကိုအကုန်လုံးချက်မြက်ကလုပ်ပြီးတော့အဲ့မှာနိုင်ပေါ်မှာလုပ်စားနေရတယ်အဲ့ဒါလေးဟုတ်ပြီနောက်အဲ့ဆိုရင်ဦးဆရာဘက်ကနေဒီကိစ္စကိုဆရာဖြေရှင်းပေးမယ်ဟုတ်လားအခုဒေါ်ကြီးနဲ့တွေ့ရတယ်ကျွန်တော်ဝမ်းသာတယ်ဟုတ်လားအခုလိုမျိုးကျွန်တော်ကကူညီပေးတဲ့အခါမှာဒေါ်ကြီးတို့ရဲ့မျက်နှာမှာအပြုံးပိုင်းလေးဆင်းရောက်ပဲကျွန်တော်ကနေပြီးတော့ပီတိတွေဖြစ်နေတာဟုတ်ကဲ့ဆရာကျွန်တော်ကကြောင့်မြန်မာလူမျိုးချင်းကျွန်တော်လည်းမြန်မာလူမျိုးဒီမြန်မာပြည်မှာကြီးပွားလာပြီးတော့မြန်မာပြည်ကစံရွာကိုသာတောက်ပြီးကျွန်တော်ကြီးပြင်းလာလို့ပြောဖြစ်တယ်ဟုတ်လားအဲ့ဒီတော့မြန်မာပြည်မှာနေတိုင်းနေမြန်မာလူမျိုးကိုကျွန်တော်ချစ်တယ်မြန်မာလူမျိုးနဲ့မြန်မာကျွန်တော်လူမျိုးပဲဟုတ်ပြီနော်အခုကျွန်တော်ပြောမယ်အခုဒီ live ပေါ်မှာလည်းပေါ့နော်အခုဒါလည်းဒေါ်ကြီးသေးတိုက်ထားတာဟုတ်ပြီနော်အခုဒီ live ပေါ်မှာလည်းဆရာပြောမယ်ဆရာခါလည်းရှင်းပြပေးမယ်နော်အခု online ပေါ်မှာဒီဒေါ်ကြီးသေးနဲ့ဆရာနဲ့ပတ်သက်ပြီးတော့ပေါ့ဟုတ်လားဟုတ်ကဲ့အဲ့လိုပြောနေလိန်ညာနေတယ်လို့အတန်နေထွက်နေတယ်ဒီကိစ္စမှာလည်းဘယ်လိုပြောရမလဲအခုဆိုတာက social media platform ဖြစ်တယ်ဟုတ်လား live ပေါ်မှာကကွန်ပျူတာတစ်လုံးရှိလို့နဲ့ဖုန်းတစ်လုံးရှိလို့တော့နဲ့မျိုးမျိုးလုပ်လို့ရတယ်ဟုတ်လားအခုဒေါ်ကြီးသေးရဲ့ file ကိုယူမယ်စေ့မယ်ပြန်ပြီးတော့ပြန်ယူမယ်ကူးယူပြီးတော့ပြန်တင်မယ်လူမျိုး file မျိုးတွေလုပ်လို့ရတယ်ဆရာပြောဟုတ်လားနော်
အဲ့ဒီအတွက်ကြောင့်လို့ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာကချင်းပြပေးမယ်မင်းတို့ကိုလည်းအခု live မှာရှိတဲ့မြန်မာပြည်မှာရှိတဲ့ချွေမျိုးတွေဒီဘုံမောင်နှမတွေနော်ကျွန်တော်ရမ်းချရတဲ့ချွေမျိုးတွေလည်းတခြားလေးနားထောင်မယ်လူကြီးမျိုးတို့ဘက်ကနေပြီးတော့လူလေလူညာဘဝကနေပြီးတော့လိုကင်းအောင်ကင်းဝေးအောင်ဆရာကူညီပေးမယ်ဟုတ်ပြီနော်အခုတွေ့လေးလာတဲ့အကြောင်းရင်းဒီတွေ့လေးနဲ့ကျွန်တော်နဲ့ကြားမှာလူလေလူညာတို့အပြောခံနေရတယ်ဆရာကိုပြနိုင်တဲ့ခါကျတော့အဲ့လိုပြောရတယ်ဆရာအဲ့ဒါနဲ့ဆရာကိုလည်းပြပြီးဒီလိုက်လေးကိုလည်းဟိုအကုန်လုံးပေါ့အခုလက်ရှိရှိနေတဲ့နိုင်မောကပုံကိုယ်တွေကိုသိစေချင်လို့ကျွန်မဒါလေးကိုဖွင့်တောင်းတာဟုတ်ပြီနော်ဒီမင်းကတော့ခုနကပြောတယ်မျိုးပဲအခုခေတ်မှာက live ပေါ်မှာကခုနကဗီဒီယိုဖိုင်ကိုပြန်ပြီးတော့စေယူတာမျိုးဟုတ်လားကက်ကက်နဲ့ပြန်ပြီးတော့လှုပ်ရှားနေတဲ့လူတွေအများကြီးရှိရတယ်အဲ့ဒီအတွက်စိတ်မပူနဲ့ဆရာအခုဒီကိစ္စကိုပြေလည်အောင်ဖြေရှင်းပေးသွားမယ်ဒို့ဒီလည်းလူလေးလူများတယောက်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုဆရာဘက်ကနေတက်သိပြပေးသွားမယ်ဟုတ်ကဲ့ပါဆရာဘက်ကတက်သိနဲ့တော့လှုပ်ဆောင်ပေးသွားမယ်ကျေးဇူးတင်ပါအခုလာညီလေးလာလာကြည့်လားအခုပြမယ်ဟုတ်လားမဆရာတို့ဘက်ကနေပြီးတော့ GNO 3D ရုံချုပ်ကတူးတဲ့တော့မြန်မာကိုယ်စားလှယ်တယောက်ဆိုတာကဒီမှာ GNO ရုံးရဲ့တစ်စိတ်သုံးပါပြီးသားဟုတ်ပြီနော်မတခြားကြည့်မယ်တစ်စိတ်သုံးမှာဆရာရဲ့နာမည်ပါပြီးသားဦးကောင်းမြတ်ဟုတ်လားတခြားလေးဖတ်မယ်ဦးကောင်းမြတ်ဟုတ်တယ်နော်ဒီတစ်စိတ်သုံးရဲ့ပါတဲ့နာမည်ဦးကောင်းမြတ်ဒီဆရာရဲ့နာမည်အရင်ဖြစ်တယ်ဟုတ်တယ်နော်ဒီလိုမျိုးစာချုပ်ဆိုတာကလူတိုင်းမှာကိုင်ဆောင်ပိုင်ခွင့်မရှိဘူးဒီလိုတစ်စိတ်သုံးတည်ရဲ့လူတိုင်းမှာမရှိဘူးဟုတ်တယ်နော်ဆရာတို့ဒီနေရာမှာတရားဝင်ရည်တည်နေတဲ့ GO3 ရုပ်မှာတရားဝင်ရည်တည်နေတဲ့တူးတဲ့တော့မြန်မာကိုယ်စားလှယ်တရားအနေနဲ့ဆရာတယောက်ရဲ့ကိုယ်ပိုင်ရရှိတဲ့တစ်စိတ်သုံးဖြစ်တယ်နော်ဒီလက်တစ်ချက်အခုဒေါ်ကြီးသေးဒီနိုင်ပေါ်မှာအလင်ညာနဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့ပြောတန်ကြတယ်ဒေါ်ကြီးသေးကိုလာတဲ့လူမှန်သမျှဒီဆရာကြီးကိုရောက်လာလို့ဆရာကဆရာနဲ့လာပြီးဆက်သွယ်တဲ့အခါကျရင်ဖုန်းတရိုက်ခေါ်ပါနော်ဆရာကိုဖုန်းတရိုက်ခေါ်ဆရာရဲ့မင်းတို့ဘက်ကယုံကြည်မှုမရှိဘူးဆိုရင်ဗီဒီယိုကောတိုက်ရိုက်ပြောဆရာရဲ့မျက်နှာဟုတ်ပြီနော်ညီလေးလာမညီလေးဟုတ်ပြီနော်ခဏလေးအခုဆရာနဲ့မင်းတို့တရားဖုန်းခေါ်မယ်ဖုန်းပြောမယ်ဆရာနဲ့တရားဖုန်းမယ်ဆရာဒီအချင်းပြီးအားနေတဲ့သူတရားမဟုတ်ဘူးဟုတ်လားလုံငန်းဘက်ကညီလေးကအရင်ကလားဟုတ်ပြီနော်ဆရာဒီလည်းအမြဲတမ်းဒီလောက်ကိုအားနေတဲ့သူတရားမဟုတ်ဘူးအချင်းပြီးဆရာဖုန်းပြောမပေးနိုင်ဘူးနော်ဆရာဖုန်းပြောပေးနိုင်ဒီအတွက်ဟုတ်လို့ဒါဒီဆရာရဲ့လက်ထောက်မန်နေဂျာဖြစ်တယ်နော်မင်းတို့ဘက်ကနေမျိုးဖုန်းခေါ်လာတဲ့အခါကျရင်ဆရာရဲ့မျက်နှာမတွေ့ဒီမျက်နှာကိုတခြားလေးကြည့်ထားမယ်ဒါဒီဆရာရဲ့လက်ထောက်မန်နေဂျာဖြစ်တဲ့ယုံကြည်စိတ်ချရတယ်နော်သူနဲ့ဓာတ်ရိုက်ပြောဆိုလို့ရတယ်ခဏမိုက်ဆရာနဲ့ပတ်သက်ပြီးတော့လည်းဆရာအမခံပြီးတယ်ဆရာတောင်းဝင်ယူပေးမယ်ဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်သမီးညီမဘက်ကနေပြီးတော့လည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာပြည်လည်းဖြေရှင်းပေးသွားမယ်နော်ဒီသူဒီလည်းလူလေးငုံကြတရားတော့မဟုတ်ဘူးဒါပေမဲ့ online ပေါ်မှာကခုနကဆရာပြောတဲ့လိုမျိုးပဲဒီသူ့ရဲ့ဗီဒီယိုဖိုင်လေးကိုကွာလိုင်းပြောကူးယူကြတယ်လိန်ညာမှုတွေလုပ်ကြတယ်အဲ့ဒီအတွက်ကြောင့်မလို့လူတွေကျွန်တော်တို့ရဲ့ရွှေမျိုးတွေပေါ့ဗျာလူကြီးမင်းတို့ဘက်ကနေပြီးတော့သူတို့အထင်လွဲနေရတယ်ဖြစ်တယ်နော်အခုဆရာဘက်ကနေတော့ထပ်ပြီးရှင်းပြပေးမယ်ဒါဒီဆရာတို့ဘက်ကစိတ်မှန်အောင်လှုပ်ဆောင်ပေးနိုင်လားမလှုပ်ဆောင်ပေးနိုင်လားဆိုတာကိုဆရာရှင်းပြပေးမယ်တစ်ချက်မှလာကြည့်မယ်လားဒီတရက်4လ2026ကတရားဝင်ထွက်ရှိခဲ့တဲ့ခဏဖြစ်တယ်914ဆိုတဲ့ခဏဟုတ်ပြီနော်အခုဒုတိယတစ်ခုဟုတ်လား16ရက်4လ2026ကတရားဝင်ထွက်ရှိခဲ့တဲ့ခဏဖြစ်တယ်ဟုတ်တယ်နော်အခုဆရာဘက်ကနေပြီးတော့ဒီဘက်2ရက်5လ2026ရဲ့ဆရာတို့ဘက်ကနေပြီးတော့16ရက်5လ2026ရဲ့နှစ်ပတ်စာအတွက်ကိုဆရာထပ်မှတ်ပြီးတော့ကူညီပေးသွားမယ်ဟုတ်ပြီနော်ဆရာကိုသမီးတို့ဒေါ်ကြီးတို့ကတော့ကျွန်တော်ကူညီပေးတော့မရတော့ဘူးအဲကြောင့်လည်းဆိုတော့ကျွန်တော်တို့ကလူကြီးအတက်နဲ့ကူညီပေးမှာဟုတ်နော်ဆရာခိုင်ရရပြောပြီးသားလူတို့ဦးကြောင့်ဒီကိစ္စတစ်ခါပဲကူညီပေးတာဒေါ်ကြီးသေးဒီကျွန်တော်ကိုတိတက်လို့ဒီလိုနေရာမျိုးမှာရောက်ရှိတာဟုတ်ကဲ့ပါဟုတ်ပြီလားအခုဆရာဘက်ကနေပြီးတော့ဒီ3Dနဲ့ပတ်သက်ပြီးတော့ဆရာဒီလာအများကြီးဆရာလုံးမပြီးတော့ဘူးဆရာဘက်ကနေပြီးတော့6လပိုင်းကုန်ထိနော်ဆရာကူညီပေးသွားမယ်6လပိုင်းကုန်တာနဲ့ဆရာဒီလိုက်ဗီဒီယိုဖိုင်ဒီလုံးဝရနာမယ်ဟုတ်ပြီလားနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာဒီလိုတွေးဝင်နေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ပြီညီမဟုတ်ပြီကဲဒီဘိုင်လေးကိုလို့နော်ပြီးဆုံးအောင်လည်းကြည့်ကြပါလို့အဲ့ဒါဆရာနဲ့ထိတ်တိုက်တွေ့ပေးတာပါလို့နော်အဲ့ဒီဆရာရုံနဲ့အဲ့ဆရာဖုန်းနံပါတ်နဲ့မှမဟုတ်ရင်ဘေးရဟာမဟုတ်ပါဘူးဒေါ်ကြီးအဲ့ဖုန်းအဲ့ဒီလိုက်မြင်ထားတဲ့ဖုန်းကတော့ဒေါ်ကြီးဖုန်းမှာအဲ့ဒေါ်ကြီးခင်းနေကနေပြီးတော့ Messenger တွေကနေပြီးတော့ခေါ်လို့ရပါတယ်နော်ဟုတ်ပြီအခုဆရာခုပြောမယ်နော်ဆရာဖြတ်ပြောတာတော့မဟုတ်ဘူးဒီ 3D နဲ့ပတ်သက်ပြီးတော့ဆရာပြောခြင်းတဲ့အရာဒီလူတိုင်းကိုမယုံပါနဲ့နော်အခုဆရာကြီးမှာတိုင်ချက်လာရောက်ပြီးတော့တိုင်ကြားထားကြတယ်ပေါ့ကွာ online ပေါ်မှာဗာလေဟိုAI file တွေနဲ့ပေါ့ကွာ AI နဲ့လုပ်ကြတယ်ပေါ့ AI နဲ့ဟာကို
ဒီကဆရာပါစစ်မှန်တဲ့ဆရာပါဆိုပြီးတော့ဂျီယို3D ရောင်းရပါကွန်ပျူတာတွေပြနေခါနေတာအလကလူလေလူညာဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒါကိုလည်းလူကြီးမျိုးတို့ဘက်ကနေပြီးတော့အထူးဂရုပြုမယ်နော်ဆရာကြီးကိုဆက်သွယ်လာတဲ့ခါကြလို့ချင်းလဲဆရာကိုဖုန်းတိုက်ရိုက်ခေါ်ဆိုဗီဒီယိုကောတိုက်ရိုက်ခေါ်ဆိုနော်ဆရာဘက်ကနေပြီးတော့အကုန်လုံးကိုဖြေလေးအောင်ဖြေပေးသွားမယ်နော်အခုလဲညီမလေးဆရာကိုလာရောက်ပြီးတော့သိတဲ့လူကြောတယ်ဆရာလည်းသိခံပေးတယ်နော်ဒါပေမဲ့မလို့အောင်မြင်သွားတဲ့ခါကျရင်မင်းတို့ရဲ့ပျော်ရွှင်မှုလူကြီးမျိုးတို့ရဲ့ဟုတ်လားပေါ်မှာမျက်နှာပေါ်မှာပြောလာတဲ့ဝမ်းသာပီတိဖြစ်မှုတွေကိုပဲဆရာလိုလားတယ်အဲ့ဒါဒီလေးကိုဆရာကနေပြီးတော့ပျော်ချင်ရတယ်ဆရာဒီငွေတွေကိုဆရာမလိုလားဘူးဆရာအနေထားတစ်ခုနဲ့ဆရာရဲ့လောကကနေဆရာဒီငွေတွေကဆရာတဲ့ဘာမှပြောပြကြမလို့ဟုတ်ပြီနော်အဲကြောင့်မို့ဒီ live video file လေးလည်းရှင်းသွားမှစီလို့ဆရာဒီ live video file ကိုဒီနားမှာရနာမယ် ဟုတ်ကဲ့ပါ ဟုတ်ပြီနော်အဲဆိုရင်ညီမနဲ့ဆရာနဲ့ပြန်ပြီးတော့တိတ်ဆုံပွဲလေးစကားပြောမယ်နော်